အရှင်ဖျားဝါဆိုသင်ငန်းဖြစ်ပေါ်လာပုံကိုရှင်းပြပေးတော်မူပါဗျာဝါဆိုသင်္ကန်းဆိုတာကပါဠိစာပေမှာဝတ္တဝါတိကနော်စီဝရဒီလိုခေါ်တာနော်အဲ့တော့ဝတ္တိကတာတိကဆိုတာကတော့မိုးရေခံသင်္ကန်းခေါ်တာဒီပါဠိနှစ်ခုကအစင်လူယိုးမာလီပဲနော်အဲ့တော့မိုးရေခံသင်္ကန်းနဲ့ဝါဆိုသင်္ကန်းကိုတချို့ကတိုင်ပတ်နေကြတာပဲနော်မိုးခါလို့ရင်မိုးရေခံသင်္ကန်းမိုးရေခံသင်္ကန်းဆိုတာမိုးရေချိုးတဲ့သင်္ကန်းပြောတာပါယဟန်တော်တွေကသူကနော်ဟိုတိတ်ထိတွေလိုမျိုးတော့သင်္ကန်းချွတ်ချိုးကြတာကိုယဟန်တော်တွေမှာသင်္ကန်းအပိုမရှိဘူးတိစီကိုလည်းသင်္ကန်း၃ထည်ပဲရှိတာအဲ့တော့မိုးရေချိုးတော့သင်္ကန်းချွတ်စီကိုချိုးစရာမရှိတော့သင်္ကန်းတွေချွတ်ပြီးချိုးကြတာအဲ့တော့တိတ်ထိတွေနဲ့တူးနေလို့ကျောင်းမာရေးဝိတာခါကဒါရေချိုးဖို့သင်္ကန်းခွင့်ပြုခိုင်းတာအဲ့တော့ရေချိုးသင်္ကန်းပါပဲအဲ့တော့မိုးရေခံသင်္ကန်းဆိုတာရေချိုးသင်္ကန်းနော်အဲ့ဒါကဝတ္တတာတိကပေါ့နော်အဲ့တော့ဝတ္တိကတာတိကသင်္ကန်းလို့ခေါ်တယ်နောက်တစ်ခါဟိုနကဝါဆိုသင်္ကန်းကြတော့နော်ဝတ္တဝါတိကဆိုတာဝတ္တဆိုတာမိုးလာပလုံးဝါတိကဆိုတာနေတာအဲ့တော့ဒီနှစ်ခေတ်ကတော့ဝါဆိုသင်္ကန်းလို့ပြောရင်ဝါဆိုတဲ့အခါမှာလှူတဲ့သင်္ကန်းလို့နားလည်ကြတာရှစ်ခေတ်ကပုံစံကြတော့ဝါဆိုသင်္ကန်းဆိုတာကဝါကျွတ်ပြီးမှလှူကြတာကရင်သင်္ကန်းနဲ့သွားဆင်သွားတယ်သူကဘယ်လိုလဲဆိုတော့ရှစ်ခေတ်တုန်းကဟိုကျောင်းတိုက်ကြီးတွေမှာကျောင်းဆောင်တွေဆောက်ကြတယ်ပေါ့နော်ဒါကျောင်းတကာဟိုမိသားစုတွေလိုက်ကျောင်းဆောက်ကြတယ်အဲ့ဒီခါမှာသူတို့ကျောင်းဆောင်မှာသူတို့လူထမ်းထားတဲ့ကျောင်းမှာဝါဆိုတဲ့ဥပဇင်းတွေကိုဒါကျေးဇူးတင်တဲ့အနေနဲ့တွားကတ်တာသင်္ကန်းကိုရှစ်ခေတ်ကဝါဆိုသင်္ကန်းပုံစံကဘုရားလက်ထက်ကလေဒီနေ့ခေတ်လို့ဝါဆိုဥမာလှူတာမျိုးမဟုတ်ဘူးတရင်ကျွတ်တဲ့အခါကျမှဒီအရှင်ဘုရားကငါတို့ကျောင်းမှာဝါဆိုပေးတယ်ငါတို့လှူတဲ့ကျောင်းမှာဝါဆိုတဲ့ဥစဉ်ပဲဆိုပြီးတော့အဲ့ဒီဥစဉ်ကိုဝါဆိုသင်္ကန်းအနေနဲ့တွားကတ်တာဝါဆိုပြီးတဲ့မို့တကြောင်ဝါဆိုသင်္ကန်းအနေနဲ့တွားကတ်တာအဲ့ဒါရှစ်ခေတ်ကပုံစံပဲဒါပေမဲ့ဒီနေ့ကလည်းစာရေးတယ် online ပေါ်မှာဝါဆိုသင်္ကန်းတစ်နှစ်ပတ်လုံးလှူလို့ရတယ်ဆိုတာတစ်နှစ်ပတ်လုံးလှူလို့ရတယ်ဆိုတာကသူကတရင်ကျွတ်ကနေပြီးတော့တပေါင်းလားပေါ့နော်9လအဲ့ဒီကာလကဒါဝါကျွတ်ပြီးခါစားမှာလှူတဲ့သင်္ကန်းအဲ့ဒီကာလမှာလှူတဲ့သင်္ကန်းတွေအားလုံးဒီတော့ဝါဆိုတဲ့ယဟန်ကိုလှူတဲ့သင်္ကန်းဝါဆိုပြီးတဲ့ယဟန်လှူတဲ့သင်္ကန်းအဲ့တပေါင်းလားရဲ့နောက်ပိုင်းပေါ့နော်တကူးကစုံနေုံဝါဆိုဥတွေမှာလှူတယ်ဆိုတော့ဝါဆိုလက်တက်ယဟန်တွေကိုလှူတဲ့သင်္ကန်းဘောလားမသိဘူးတစ်နှစ်ကိုနှစ်ပိုင်းလိုက်ဝါဆိုပြီးမှလှူတဲ့သင်္ကန်းရှိတယ်ဝါမဆိုခင်လှူတဲ့သင်္ကန်းရှိတယ်အခုယနေ့ခေတ်လှူနေတဲ့သင်္ကန်းဆိုတာဝါဆိုလက်တက်ယဟန်တွေကိုလှူတဲ့သဘောဟုတ်လားအခုဝါဆိုလာမှလှူနေကြတယ်ဒါတွေကဝါဆိုမဲ့ယဟန်တွေကိုလှူတဲ့သဘောဝါကျွတ်ပြီးမှလှူတယ်ဆိုလို့ရှိရင်ဒါဝါဆိုပြီးသားယဟန်ကိုလှူတဲ့သဘောအဲဒါဝါဆိုသင်္ကန်းတစ်နှစ်လုံးရှိတယ်ဝါဆိုသင်္ကန်းတစ်နှစ်လုံးလှူလို့ရတယ်အဲ့တော့ဝါကျွတ်ပြီးမှလှူတယ်ဆိုရင်ဝါဆိုပြီးသားကိုလှူတာဝါမဆိုခင်လှူတယ်ဆိုလို့ရှိရင်ဒါဝါဆိုမဲ့ယဟန်တွေကိုလှူတာအဲ့တော့ရှစ်ခေတ်ကတော့ဝါဆိုပြီးသားယဟန်တွေကိုလှူတာများတယ်နော်အဲ့ဒါကြောင့်ဦးဇင်းတို့အကယ်၍များတကူလားတို့ကစုံလားတို့မှာအရှင်မင်းကဝါဆိုသင်္ကန်းလှူပါလို့လာလျှောက်ရတယ်ဒါဆိုမင်းတို့တခုမေးရမယ်ဒီသင်္ကန်းကဆိုပြီးသားဝါကိုလှူတာလားဆိုမဲ့ဝါကိုလှူတာလားလို့မေးရမယ်အဲ့ဒါဆိုဟောတပည့်တို့ကအခုဆိုမဲ့ဝါအတွက်လှူတာပါဗျာဆိုရင်အခုဆိုမဲ့ဥစဉ်နေရမယ်ပြီးခဲ့တဲ့ဆိုပြီးသားဥစဉ်နေမရအောင်အဲအကြောင်းတို့ကမေးရမှာပေါ့နော်အဲ့လိုဘယ်ဆိုခဲ့ပြီးသားသမားတွေကိုလှူမာလားအခုဆိုမဲ့ပုံကိုယ်တွေလှူမာလားဆိုတာကိုမေးရတယ်ပါဆိုတဲ့ငန်းကတ်လို့ရှိရင်လေအဲ့လိုမျိုးပေါ့သတင်းကျုံမှာကတ်တယ်ဆိုလို့ရှိရင်တော့ဒါပါဆိုပြီးသားယဟန်ကိုလှူတာသိချတယ်နော်အဲ့တော့တပေါင်းလိုက်ရဲ့နောက်ပိုင်းကိုလှူတယ်ဆိုရင်တော့ဆိုပြီးသူကိုလားဆိုလက်တန့်ကိုလားနှစ်တဝက်ဖြစ်သွားပြီလေနှစ်တဝက်ဖြစ်သွားတဲ့အတွက်ကြောင့်ဟိုလာလက်တန့်ကိုလားပြီးသားကိုလားဆိုတာကိုမေးပေးရတယ်ဒါကြောင့်ဆိုလိုတာကဝါဆိုသင်္ကန်းတစ်နှစ်ပတ်လုံးရှိတယ်အဲ့တော့ဝါဆိုသင်္ကန်းဖြစ်လာပုံကတော့ရှစ်ခေတ်ကမိမိเจ้าမှာဝါဆိုတဲ့အတွက်ကြောင့်ဝါကျွတ်တဲ့အခါမှာတွားပူဇော်ကြောတဲ့သဘောနဲ့လှူတာဝါဆိုသင်္ကန်းလို့ခေါ်ပါတယ်နော်